ရက်လောက်ရှိတယ်ဘလူးတို့ဘောက်ကြီးတစ်လုံးကိုလာပြီးတော့မိတ်ဆက်ပေးတာပါရှင်အဲ့ဒီဘောက်ကြီးကတော့ဟောဒီက81နေထွက်ရှိထားတယ်15လက်မနှစ်ထပ်ဘလူးတို့ဘောက်ကြီးပဲဖြစ်ပါရဲ့ရှင်ဒီဘောက်ရဲ့အမြင့်ဆိုရင်ညီမလေးအရက်တစ်ရက်လောက်ရှိရယ်နော်ကဲအရက်ကိုမီဖို့နည်းနည်းလေးပဲလို့တော့သူ့မှာဘာတွေပါလဲဆိုရင်ဒီလိုမျိုးသချင်းဆိုလို့ရတယ် wireless mic နှလုံးပါပါတယ်ရှင်ပြီးတော့ဒီဘက်မှာဆိုရင်လည်း Mr. Way ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်အတန် quality ကစအရန်မိုက်တယ်နော်ဒီမှာဆိုရင် music volume ပါမယ် guitar volume တိုး share ပါမယ် mic volume တိုး share ပါမယ်နော်ကဲအတန်ထွက်ကကောင်းမကောင်းတော့မသိသေးဘူးတစ်ချက်လောက်စမ်းပြပေးမယ်နော်